ကောလောသဲအခန်းကြီး3အပိုင်းငယ်20သားသမီးတို့မိဘစကားကိုအရာရာ၌နားထောင်လော့မိဘစကားကိုနားထောင်ခြင်းအမှုသည်သခင်ဖျားနှစ်သက်တော်မူသောအမှုဖြစ်၏သားသမီးတို့မိဘစကားကိုတချို့တလေအစင်ပြေတဲ့အခါမှာနော်စီးပွားရေးအစင်ပြေတဲ့အခါမှာသူတို့အသက်ကြီးလာမှသူတို့မလုံနိုင်တဲ့အခါမှာသူတို့ဘလို့အခြေအနေပေါ်မှာ not conditional အရာရာတိုင်းမှာအခြေအနေနဲ့ option ယူလို့မရဘူးစကားနာထောင်ခြင်းဆိုတာ is a comment ဖြစ်တယ်ဖယားစကားနာထောင်ဖို့လောကမှာရှိတဲ့ဖခင်များစကားနာထောင်ဖို့ no option သူတို့ဘလို့ပဲဖြစ်နေလောကအမြင်မှာလူတွေရဲ့အမြင်မှာဖခင်ပီတာဆိုတဲ့ဖြစ်ကောင်းဖြစ်မယ်မဖြစ်ကောင်းလဲမပြောလို့မရဘူးဖခင်နိုင်ရပြီးဆုံးခြင်းမပြီးဆုံးမယ်ဒါပေမဲ့ကျမ်းစာကအချိန်ကြီးမပြောဘူးစကားနာထောင်ပါတဲ့ဟာလေလုယာဒီနေ့မိဘတိုင်းဖခင်တိုင်းတွေသားသမီးအားလုံးကနားထောင်ရမယ်သူတို့စကားကိုခံယူရမယ်သူတို့ပြောတဲ့အတိုင်းလေးစားဂုဏ်ယူခြင်းနဲ့သူတို့စကားကိုနားထောင်ရမယ်ဆိုတာကကျွန်တော်အစဉ်ပြေမယ်ထင်လို့ပြောတာမဟုတ်ပါဘူးကျမ်းစာပြောတာဖြစ်ပါတယ်နားလည်နိုင်ဖို့ရောက်သားတဲ့ဖျားရှင်ကောင်းချီးပေးပါစေမိဘစကားအချင်းနေတစ်ခုအပေါ်မှာမဟုတ်ပဲနဲ့သူကအစဉ်ပြေတဲ့သူလေးစားစရာကောင်းလို့မဟုတ်ပဲနဲ့ကျွန်တော်လေးစားထိုက်တဲ့ဖခင်ကျွန်တော်မလေးစားထိုက်ခဲ့ပေမဲ့ကျွန်တော်အသက်တာကိုသားသမီးတွေအပေါ်မှာကျွန်တော်ထားတဲ့မေတ္တာအားလုံးကြည့်ရှုထောက်ဆုခြင်းအပြင်မိဘစကားကိုနားထောင်တော့သူဖြစ်ဖို့ရောက်သားတိုင်းဒီကျမ်းစာအပြင်စကားပြောဖို့ဘုရားရှင်ကောင်းချီးပေးပါစေဟေဗျာဩဝါဒစာခန်းကြီး7အပိုင်းငယ်ခွန်ဟေဗျာဩဝါဒစာအခန်းကြီး7အပိုင်းငယ်ခွန်နောအေဒီမမြင်သေးသောအမှုအရာတို့ကိုဖော်ပြသောဗျာဒိတ်တော်ကိုခံရပေမှယုံကြည်ခြင်းအားဖြင့်ကြောက်ရွံ့သောစိတ်စီ၍မိမိအိမ်သူအိမ်သားတို့ကိုကယ်တင်ခြင်းကသင်္ဘောကိုတည်ဆောက်လေ၏ထိုယုံကြည်ခြင်းအားဖြင့်လောကီသားတို့ကိုအပြစ်တင်၍ယုံကြည်ခြင်းနဲ့ရှင်သောဖြောင်းမခြင်းကိုလည်းအမွေခံရ၏ဟာလေလုယာဖခင်ကြီးဖြစ်တဲ့နောအေကသူ့မိသားစုအားလုံးသူ့မှာသား3ယောက်ရှိပါတယ်ချွေးမ3ယောက်ရှိတယ်သူ့ဇနီးတွေနဲ့သူတို့10ယောက်သူတို့မိသားစု10ယောက်စလုံးလောကမှာရှိသမျှသင်္ဘောထဲမှာဝင်တဲ့သရိษံကလွဲလို့အပြင်မှာရှိတဲ့အကောင်မှန်သမျှသရိษံမှန်သမျှအားလုံးတည်သွားတဲ့အခါမှာဖယားစကားနာထောင်တဲ့ဖခင်ကြီးနောအေသူ့ရဲ့ဦးဆောင်မှုအပြင်သူ့မိသားစုလွတ်မြောက်သွားတယ်ဟာလေလုယာဒီကနေ့ကျွန်တော်တို့ BMCC မှာရှိတဲ့အထူးသဖြင့်ဖခင်ကြီးများလဲဖယားသခင်ဤစကားနာထောင်လို့ဖယားသခင်ဤနားထောင်ခြင်းအမှုအပြင်ဖယားစကားကိုကျွန်တော်တို့ဟုတ်ကဲ့ဆိုပြီးတော့လိုက်လျှောက်ခြင်းအပြင်ကိုယ့်ရဲ့သားသမီးတွေကိုကိုယ့်ရဲ့ဇနီးတွေကိုကိုယ့်ရဲ့သားသမီးတွေအားလုံးကိုယ့်ရဲ့မိသားစုအားလုံးကိုကောင်းကင်နိုင်ငံထိခေါ်သွားနိုင်တဲ့ဖခင်ကြီးများဖြစ်ဖို့ရောက်သားတဲ့ဘုရားရှင်ကောင်းချီးပေးပါစေဒီအရာနဲ့ပတ်သက်ပြီးတော့အချက်2ချက်အချိန်ရတဲ့ဆို3ချက်လောက်ကျွန်တော်နည်းငယ်လေးကြည့်ပြီးတော့ကျွန်တော်နှုတ်ကပတ်တော်ကိုကျွန်တော်ပြောချင်ပါတယ်ထာဝရဒီမြင်နိုင်တဲ့ဒီလောကထဲမှာပဲမိသားစုဥဆောင်တော့သူမဟုတ်ပဲနဲ့လောကမှာကျွန်တော်ဖခင်ကြီးမိသားစုရဲ့ဖခင်ကြီးခေါင်းဆောင်ဖြစ်တယ်လို့ကျွန်တော်တနည်းကြရင်မတော်ကျွန်တော်မကြုံကျင်လဲကြုံရမယ်တည်ချင်းတရားကြုံလာတဲ့အခါမှာဘုရားသခင်ကြွလာတဲ့အခါမှာကိုယ့်ရဲ့မိသားစုတွေအားလုံးကိုကျွန်တော်တို့ကောင်းကင်နိုင်ငံထိတိုင်အောင်ဦးဆောင်နိုင်တဲ့ဖခင်ကြီးများဖြစ်ဖို့ဒီကနေ့နည်းငယ်လေးကျွန်တော်ခွန်အားပေးချင်တာဖြစ်ပါတယ်
ဒီအရာအားဖြင့်ကျွန်တော်နှုတ်ကပတ်တော်နေငယ်လေးကျွန်တော်ကြည့်ရအောင်ခုနကျွန်တော်ပြောတယ်သားသမီးဘက်မှာလည်းကျွန်တော်ကျမ်းစာကပြောတယ်မိဘစကားကိုအရာရာ၌လို့ပြောတဲ့အခါမှာအစဉ်ပြေတဲ့အခါမှာမဟုတ်ဘဲနဲ့သူတို့ပြောတဲ့စကားမှန်သမျှအားလုံးကျွန်တော်တို့ကနားထောင်ရပါလိမ့်မယ်အထူးသဖြင့်ဒီမှာရှိနေတဲ့သူတွေလောကမှာရှိတဲ့သူတွေကဘာဦးစမှဖျားသခင်ကအာဒမ်ဖန်ဆင်းတယ်ပြီးအင်းဝလည်းဖန်ဆင်းတယ်သူတို့နှစ်ဦးကလွဲလို့လူသားမှန်သမျှအားလုံးဖခင်ရှိတယ်သူတို့နှစ်ယောက်မှာကြတော့မြင်လို့ရတဲ့လောကဖခင်တော့မရှိဘူးဖခင်ကဖန်ဆင်းတယ်မိမုံအားဖြင့်သူတို့ဖန်ဆင်းတဲ့အခါမှာသူတို့နှစ်ဦးကလွဲလို့ယေရှုခရစ်တော်မပါဘူးနော်မြင်လို့ရတဲ့ဖခင်ကလောကမှာအားလုံးမှာရှိကြတယ်တခါတလေကြာရင်ကျွန်တော်ဖခင်ဆုံးသွားလို့ကျွန်တော်ငယ်ငယ်တုန်းကဆုံးသွားတဲ့လူလည်းရှိကောင်းရှိနိုင်တယ်အသက်ရှင်နေတဲ့ဖခင်လည်းရှိနိုင်တယ်ဂျေဇုတော်ကြောင့်ကျွန်တော်ဖခင်ကအသက်ရှင်သေးတယ်ကျွန်တော်အမေကတော့ကျွန်တော်တဒန်းမှာပထမတန်းမှာကျွန်တော် grade 1မှာသူဆုံးသွားပါတယ်အဖေကတော့မနေ့ကသူ့မွေးနေ့ဖြစ်တယ်ဖခင်များနေ့သူ့မွေးနေ့နဲ့ဖခင်များနေ့တိုက်ဆိုင်တယ်မြန်မာပြည်မှာအဲ့တော့ကျွန်တော်ရဲ့ဖခင်တွေအားလုံးလောကမှာကျွန်တော်တို့ကိုမွေးဖွားခွင့်ဖခင်သခင်ကနေခွင့်ပြုလို့ကျွန်တော်ဖခင်တူးစေကနေကျွန်တော်မွေးဖွားလာတယ်တကယ်လို့များကျွန်တော်ဖခင်မရှိတော့ဘူးဆိုရင်ကျွန်တော်ရဲ့အိုးလေးလားအဒေါ်လားကျွန်တော်နဲ့သက်ဆိုင်တဲ့သူတူးရဲ့ပြုစုစောင့်ရှောက်ပေးခြင်းအားဖြင့်ဖခင်တပွဲသူတို့ကဥဆောင်ပေးခြင်းအားဖြင့်ကျွန်တော်တို့လူလားမြောက်လာကြတာဖြစ်ပါတယ်ဒီအရာဒီအားလုံးကကျွန်တော်တို့ဂျေဇုတုံ့ပြန်တော်အားဖြင့်သူတို့ကိုအမြဲတမ်းစကားနားထောင်ဖို့ဘုရားသခင်นี่အမိန့်ဖြစ်ပါတယ်ဘုရားသခင်นี่မရှိမဖြစ်လူသားအားလုံးမှာလိုအပ်တဲ့အရာတွေကမိဘစကားကိုနားထောင်အချင်းနေနဲ့မဆိုင်ဘူးနော်ခမရယောက်ျားရပြီးမှဓမ္မဘုခမရမိန်းမရပြီးမှသား၃ယောက်ရပြီးမှကလေးရပြီးမှမိဘစကားနားမထောင်တော့နဲ့လို့စကားကျမ်းစာမပြောဘူးအရာရာတိုင်းလောကမှာရှိနေတဲ့၍မိဘစကားကိုနားထောင်ရပါလိမ့်မယ်ဟာလေလုယာသဘောတူနိုင်လားမသိဘူးနော်နားထောင်နိုင်ဖို့လည်းအရောက်သားတဲ့ဖျားရှင်ကောင်းချီးပေးပါစေမိဘဘက်ကနေကျွန်တော်ဒီအရာမတော်ခင်မှာမိဘဘက်ကနေလည်းအမြဲတမ်းသားသမီးတွေကိုကောင်းချီးပေးခြင်းတယ်စကားသူကတခါတည်းကောင်းချီးပေးခြင်းတာဖြစ်တယ်ကျွန်တော်လိမ်မှာကျွန်တော်တို့စကားနားထောင်နေငါပြန်လာရင်တခုခုလုပ်ပေးမယ်ငါကောင်းချီးပေးမယ်ဒီအရာလုပ်ပေးမယ်ဆိုတဲ့မိဘတွေရဲ့စကားအမြဲတမ်းရှိတယ်အိုင်ဇက်နဲ့ဇာကုပ်ရဲ့အသက်တာကိုလည်းကြည့်ပါလားအေသောနဲ့ယာကုပ်ကအိုင်ဇက်ရဲ့သားနဲ့ရောက်ဖြစ်ပါတယ်မျက်စိမမြင်တော့ဘူးအိုင်ဇက်ကမျက်စိမမြင်တော့ဘူးအတန်ပဲကြားနိုင်တယ်လူသူများရဲ့အတန်ပဲကြားနိုင်တယ်မျက်စိကကောင်းကောင်းမမြင်တော့ဘူးလူအိုနေပြီအဲ့တော့သူ့သားကိုခေါ်ပြီးတော့ငါကောင်းချီးပေးခြင်းတယ်ကောင်းချီး direct ပေးလို့မရဘူးလားမသိဘူးငါကောင်းချီးပေးခြင်းတယ်အဲ့တော့ဟင်းတစ်ခွက်လုပ်ပေးပါဟင်းတစ်ခွက်နဲ့ငါပေးမဲ့ကောင်းချီးတွေကိုလာဒီခက်စကားနဲ့ပြောမယ်ဆိုလာကတော့ပါလို့ပြောတာဖြစ်တယ်အိုင်ဇက်ကဟင်းသူ့သားတွေကိုဟင်းတစ်ခွက်နဲ့နော်ကဘာဦးကျမ်းအခန်းကြီး29တခုလုံးမှာကျွန်တော်ပတ်ရအဲ့ဒါအသေးစိတ်ကျွန်တော်တွေ့ရတယ်ကဘာဦးကျမ်းအခန်းကြီး29မှာဟင်းတစ်ခွက်လာပေးပါငါကောင်းချီးပေးခြင်းတယ်အဲ့ဒါသူ့အမေကကြားတယ်ပြီးရင်သူတို့မိသားစုဘာကိစ္စရှိလဲတော့မသိဘူးသူ့သားကြီးလုံမဲ့အရာကိုသူ့သားငယ်ကောင်းကြီးရစီခြင်းလို့ပေါ့နော်မြန်လေးကြားဖြတ်ပြီးတော့လှုပ်တယ်ဒီအကြောင်းအရာတော့ကျွန်တော်အတူချုံပြောမယ်ဆိုဇာကုပ်ကဟင်းတစ်ခွက်နဲ့လာပြီးတော့မင်းအတန်ကတော့အဲတော်နဲ့တူတယ်မင်းခိုင်ကြည့်တဲ့အခါမှာအမွေးတွေနဲ့တော့အခုကတော့ခမည်းရောက်လာတာခမည်းအတန်ကတော့ဇာကုပ်ဖြစ်တယ်။ကိုင်ကြည့်လိုက်တဲ့အခါမှာတော့ခမည်းတော်ဖြစ်တယ်ဘလို့လောက်တာလဲ။ဘာဖြစ်ဖြစ်သူဂတိငါကောင်းချစ်ပေးမယ်ဆိုတော့ तू ကပဲခွက်ဟင်းတစ်ခွက်လဲရောက်လာပြီဆိုတော့
သူစားပေးတဲ့အခါမှာငါကောင်းချီးပေးမယ်ဆိုပြီးတော့သူကောင်းချီးပေးတယ်သူကောင်းချီးပေးတဲ့အရာကိုကျွန်တော်နည်းငယ်လေးကျွန်တော်တခြားအရာမသွားခင်မှာကပ္ပအောက်ကျမ်းအခန်းကြီး29အပိုင်းငယ်28လောက်ကနေကျွန်တော်တွေးတယ်ထို့ကြောင့်ဘုရားသခင်အိုက်ဇက်ကဇာကုပ်ကိုကောင်းချီးပေးတဲ့အခါမှာဟင်တခွက်စားပေးပြီးသူကောင်းချီးပေးတဲ့အခါမှာထို့ကြောင့်ဘုရားသခင်นี่မိုးကောင်းကင်ဤနင်းကို၎င်းမိုးကောင်းကင်นี่နင်းကို၎င်းမြေကြီးဤစီဥကို၎င်းများစွာသောဆန်စပါးစပည့်တို့ကိုသင်အားပေးတော်မူပါစေမိုးကောင်းကင်တကားတွေဖွင့်ပြီးတော့ကောင်းကင်မှာရှိတဲ့ကောင်းကြီးမင်္ဂလာမြေကြီးပေါ်မှာထွက်တဲ့ကောင်းကြီးမင်္ဂလာသင်အပေါ်မှာတက်ရောက်ပါစေသူ့နှုတ်တော်ထွက်စကားနဲ့သူ့သားကိုကောင်းချီးပေးတာဖြစ်တယ်အဲ့တော့နောက်မှာရှိသေးလဲဆိုတော့သူတပါးတို့ဒီသင်၌ကြုံခံ၍အဘိဘီတို့ဒီသင်ရှိမှဦးငေါ့စီကြလိမ့်မယ်အဲ့တော့ဒီကောင်းကြီးမင်္ဂလာများစွာထွက်လာဖို့ကောင်းကင်နဲ့သက်ဆိုင်တဲ့ကောင်းကြီးမင်္ဂလာမြေကြီးနဲ့သက်ဆိုင်တဲ့ကြွယ်ဝခြင်းမင်္ဂလာနော်ဒီဦးငေါ့ကြလိမ့်မယ်ဆိုတဲ့အရာတကူးပါဝါတွေလူများအပေါ်မှာမရှိတဲ့သင်အပေါ်မှာအာနာတကူးတွေသင်အပေါ်မှာတက်ရောက်ပါစေဆိုပြီးတော့သူ့ရဲ့ဖခင်ကသူ့ရဲ့သားကိုကောင်းကြီးမင်္ဂလာအဖျားတစ်ခုပြီးတစ်ခုကောင်းကြီး6မျိုးလောက်ရှိတယ်အဲ့မှာကြီးမားတဲ့ကောင်းကြီး6မျိုးလောက်တစ်ခုပြီးတစ်ခုသူ့ဖခင်ကကောင်းကြီးပေးတာဘာကြောင့်လဲဆိုတော့နံပါတ်1ဒီနေရာမှာသူ့သားစီကနေသူမျောလဲတဲ့ဟင်းတစ်ခွက်လေးပဲဒီနေ့ကျွန်တော်ဖခင်များအပေါ်မှာသူတို့စကားနားထောင်လိုက်ခြင်းပဲဒီလူမနေနဲ့နော်ဒီလူမနေနဲ့နော်ဒီလူပုံခမည်းဒီလူနေရင်မကောင်းဘူးပတ်စံတုံးတဲ့အခါမှာဒါပဲအတီးငယ်တဲ့အမှုကိစ္စဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့သူတို့စကားနားထောင်ခြင်းတွေသင်ရဲ့ဘဝတစ်ခုလုံးကိုလူရှိဖျားရှိလူရှိမှာသင်ရဲ့အသက်တာကိုကြီးပွားစေပြီးတော့အောင်မြင်တိုးတက်ဖို့လို့ငါဘုရားသခင်ကကောင်းကြီးတကားဖွင့်ပေးမှာဖြစ်ပါတယ်ဟာလေလုယာဒီအသက်စားလို့မကုန်နိုင်တဲ့ယာကုပ်ရဲ့အသက်တာမှာခံစားဖို့အလို့ငါဘာဘလောက်မှမဟုတ်ပါဘူးဟင်းတစ်ခွက်လေးပဲကျွန်တော်အသက်တာအစင်ပေဖို့အသက်တာအောင်မြင်ဖို့လို့ငါကျွန်တော်မိဘစကားကိုဟုတ်ကဲ့ဆိုပြီးတော့နားထောင်လိုက်ရုံပဲနော်ခက်ခဲတဲ့အမှုတွေမဟုတ်ပါဘူးဒီလိုပဲကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်ရဲ့ဆရာသမားတွေကျွန်တော်မိဘတွေကျွန်တော်မိဘတပွဲကိုငေစောင့်ရှောက်ပေးခဲ့တဲ့အတော်တွေလည်းဖြစ်နိုင်တယ်။ဦးလေးတွေလည်းဖြစ်နိုင်တယ်။ဆရာသမားတွေလည်းဖြစ်နိုင်တယ်။သူတို့ရဲ့စကားကိုနားထောင်ခြင်းအပြင်ကောင်းခြင်းမင်္ဂလာကိုအပိုင်ရရှိတော့ယုံကြည်သူများဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေ။နှစ်ချက်ပြောမယ်လို့ပြောပါတယ်။ဒါ introduction ဖြစ်ပါတယ်။နံပါတ်1ချက်ကဖခင်များကသားသမီးတွေအတွက်ကိုစားပြုအမြဲတမ်းဝိညာဉ်ရေးအတွက်အမြဲတမ်းကိုစားပြုတော့သူဖြစ်ရမယ်ကာယရေးရမှာသူတို့အန္တရာယ်ကိုပြုတ်နိုင်မဲ့အရာတွေထဲကနေလဲ prevent protection လုံနိုင်တဲ့သူတွေကျွန်တော်တို့ဖခင်များဖြစ်ဖို့ကျွန်တော်တို့နည်းငယ်လေးခွန်အားပေးချင်ပါတယ်မိသားစုမှာဖခင်များသားသမီးတွေကအရာရာမှာစကားနာထောင်ရတယ်လို့မိဘတွေကလည်းသားသမီးတွေအပေါ်မှာသူတို့ရဲ့အသက်တာမှာကျွန်တော်တို့ယောဘအခန်းကြီး Job chapter 1 verse 5ဘာပြောလဲဆိုတော့ယောဘကငါသားသမီးတွေတဆုံတစ်ခုပြစ်မှာလူတွေနဲ့စကားပြောတဲ့အခါမှာပွဲလန်းတပင်လှုပ်တဲ့အခါမှာလူတွေရှေ့မှာသွားတဲ့အခါမှာသူတို့ပြစ်မှာထာဝရဘုရားကိုပြစ်မှာတဲ့အပြောအဆိုမှစာ၍ကိုလက်နှုတ်မိုးရအားလုံးပြစ်မှားမှာဆိုလို့ယောဘကသူ့သားသမီးတွေကိုစားရစ်တင်ပေးတယ်ကိုစားပြုစုတောင်းပေးတယ်တနည်းပြောမယ်ဆိုရင်ဒီနေ့သားသမီးတွေအတွက်ဒူးထောက်ပြီးတော့ကိုစားပြုစုတောင်းတော်ဖခင်များဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေမိခင်များတော့ပြောစရာတော့မလိုဘူးအများအားစုတောင်းတယ်ဒီနေ့ကျွန်တော်ဖခင်များအားလုံးကိုခွန်အားလည်းပေးခြင်းနဲ့မတောင်းခဲ့ဘူးဆိုရင်လည်းဒီညကနေစပြီးတော့သားသမီးတွေအတွက်ကိုယ်တိုင်ဒူးထောက်စုတောင်းရအောင်
ဣတိလလူမျိုးများဒီလောက်ထိလူရီကပ္ပအလေမှာတိုးတက်တာကအိမ်ထောင်မှာဖခင်များကအမြဲတမ်းဦးဆောင်တယ်ဆုတောင်းတဲ့နေရာမှာသူတို့ကစပြီးတော့ဆုတောင်းတယ်ကျမ်းစာဖတ်တဲ့အခါမှာသူတို့တိုရာလို့ပြောတဲ့အထိသူတို့ကျမ်းစာကိုဖတ်တဲ့အခါမှာဖခင်တွေအမြဲတမ်းဦးဆောင်တယ်အမြဲတမ်းဖယားတရားနဲ့ပတ်သက်ပြီးတော့ဖခင်တွေကရှေ့ကတွားပြီးတော့အမြဲတမ်းဦးဆောင်တဲ့မိသားစုကဘယ်တော့မှလူပေါင်းလဲအရှက်မကွဲဘူးသူတို့ရဲ့ခံယူချက်ဖြစ်တယ်ဒီလိုပဲကျွန်တော်အသင်းတော်မှာလဲဖခင်တွေဝိညာဉ်ရေးရမှာကျွန်တော်ဦးဆောင်တော်သူဖြစ်ဖို့ဒီညကနေကျွန်တော်အပြီးခဲ့တဲ့မင်းညကအရင်နှစ်ကဘာဖြစ်ခဲ့လဲကျွန်တော်တို့ဒါကုံလွန်ခဲ့ပါပြီဒီနေ့ကနေစပြီးတော့ကျွန်တော်ဖခင်များဆုတောင်းခြင်း၌ကျမ်းစာဖတ်ခြင်း၌မိသားစုရဲ့ဝိညာဉ်ရေးရနဲ့ပတ်သက်လာရင်ဖခင်များဦးဆောင်တော်သူဖြစ်ဖို့ကျမ်းစာနဲ့ကိုက်ညီတော်ဖခင်များဖြစ်ဖို့ရောက်သားတိုင်းဖျားရှင်ကောင်းချီးပေးပါစေယောဘကအမတန်မှချမ်းသာသူတို့ခက်သူတို့ခါတော့ငါသူတို့ခက်တော့ငါအချမ်းသာဆုံးသောပုဂ္ဂိုလ်ဖြစ်တယ်သူအမျိုးသမီးကိုဆုတောင်းစီဝေးတွားပါသားသမီးတွေတော့မပြောဘူးအချမ်းသာဆုံးသောပုဂ္ဂိုလ်ဒီခေတ်စကားနဲ့ပြောမယ်ဆိုရင်ဘီလီယံနာဖြစ်တယ်သူ့သားသမီးတွေပြစ်မှားမှာဆိုလို့သူ့သားသမီးတွေထာဝရဘုရားရဲ့ရှေ့မှာမကောင်းတဲ့အရာတွေလှုပ်မှားမှာဆိုလို့သူကိုယ်တိုင်ဒူးထောက်ဆုတောင်းတယ်ယောဘရဲ့အသက်တာဒီနေ့ကျွန်တော်ရဲ့အသက်တာမှာလဲကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့မိသားစုတွေအတွက်ဖခင်မြန်နံပါတ်1ဆုတောင်းတော်သူဖြစ်ဖို့သူတို့ရဲ့ဝိညာဉ်ရေးအတွက်အမြဲတမ်းဂရုစိုက်ပြီးတော့သူများဖြစ်ဖို့ရောက်သားတိုင်းကျွန်တော်တို့ပြင်ဆင်ကြရအောင်ဟာလေလုယာဒီအရာကကျွန်တော်ရဲ့အသက်တာဖခင်များကိုစားပြုတ်လှုပ်ဆောင်ခြင်းကိုယ့်ရဲ့ဇနီးတွေကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့အသင်းတော်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ယုံကြည်သူကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေကိုစားပြုတ်လှုပ်ဆောင်ခြင်းအပြင်သူတို့အသက်တာတွေပြောင်းလဲမယ်တိုးတက်မယ်ဆိုတဲ့ခံယူချက်နဲ့တို့ကျွန်တော်ဒီနေ့ဖခင်များနေမှာကျွန်တော်တိထားပေးတာလှုပ်ထားပေးတာကျွန်တော်အမြဲတမ်းမိသားစုမှာအဲ့လိုပုံမှန်သွားပေးတာဖြစ်ကောင်းဖြစ်လိမ့်မယ်ထပ်ပြီးတော့လှုပ်ရအောင်ဟာလေလုယာမလှုပ်ဖြစ်သေးဘူးဆိုရင်လည်းကျွန်တော်ဒီနေ့ညကနေစပြီးတော့ကျွန်တော်လှုပ်ဆောင်ရအောင်ဖခင်များကျွန်တော်ခွန်အားပေးချင်တာဖြစ်ပါတယ်ဒါဝိဒ်ကဘယင်ခံဖြစ်နေပြီဒါပေမဲ့သူလှုပ်ဆောင်မှုတစ်ခုလှုပ်ဆောင်လာတဲ့အခါမှာသူ့ရဲ့ဇိဘရောဟိတ်ဖြစ်တဲ့အဗျာသာကိုအမြဲတမ်းအချိန်ရင်တောင်းတယ်ဒါလှုပ်ရင်ထာဝရဘုရားကြိုက်ပါမလားဒီအရာလှုပ်ရင်ကျွန်တော်တို့ထာဝရဘုရားကနှစ်သက်ပါမလားဒါတလေကျရင်ဖခင်အိမ်ထောင်ဦးစိတ်ဖြစ်တဲ့အခါမှာဒါဖြစ်ပါတယ်ဒါရပါတယ်ဆိုတော့ကိုယ့်အထက်မှာဘယ်သူမှငါဥက္ကဋ္ဌဆိုပြီးတော့ကြိုက်တယ်လို့ကိုမိသားစုလည်းမတိုင်ပင်မိကိုကလည်းတိုင်ပင်စရာမရှိတော့ဘူးလို့ခံယူပြီးတော့လှုပ်ဆောင်တဲ့အခါမှာမားမိတဲ့အရာတွေမိသားစုမှာရှိတတ်ပါတယ်ကိုအကြံဉာဏ်ပေးနိုင်မဲ့လူတွေကျွန်တော်တို့တိုင်ပင်ရအောင်ဆရာသမားတွေကိုနဲ့ခင်တဲ့ပုံကိုယ်တွေကျွန်တော်တို့အကောင်းဆုံးမိသားစုကိုကျွန်တော်ဦးဆောင်နိုင်ဖို့လို့ကျွန်တော်တို့တိုင်ပင်ပြီးတော့ဒါဝိဒ်ကအမြဲတမ်းသူကဘယင်ခံကြီးဖြစ်ပေမဲ့အမြဲတမ်းသူလှုပ်ဆောင်စရာတခုဖြစ်လာတဲ့အခါမှာလှုပ်ဆောင်ဖို့ဖြစ်လာတဲ့အခါမှာအဗျာသာဖြစ်တဲ့ဇိဘရောဟိတ်ကြီးကိုမတိုင်ပင်ပဲနဲ့ဘယ်တစုံတစ်ခုမှသူမလုပ်ဘူးသူအမြဲတမ်းဒီအရာကိုလှုပ်ဆောင်တိုင်ပင်ပြီးတော့လှုပ်ဆောင်ပါတယ်ဒီအရာအပြင်သူ့ရဲ့ဘယင်ခံနိုင်ငံအခုထိဒါဝိဒ်ဘယင်ခံရဲ့နန်းတော်ဒါဝိဒ်ဘယင်ခံရဲ့သူ့ရဲ့ဇလံသူ့ရဲ့အကြောင်းကိုပဲကျွန်တော်အမြဲတမ်းကျွန်တော်ပြောနေရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ပရမအချက်အနေနဲ့မိသားစုအရေးကိစ္စအဝမှာနံပါတ်1ရှိကဦးဆောင်ရအောင်ဖခင်များကျွန်တော်ကိုယ်တိုင်ဆုတောင်းရအောင်ကိုယ်တိုင်ကျွန်တော်ဖခင်အကြောင်းသွားရအောင်ကိုယ်တိုင်မိတ္တာရဖွဲ့ရအောင်ကိုယ်တိုင်ထာဝရဘုရားအတွက်ကျွန်တော်တို့ဒီအရာကကုကိစ္စဖြစ်တယ်ဒီမိသားစုကိုကျွန်တော်ဇနီးတယ်ကျွန်တော်သားသမီးတွေကိုဖျားတရားနဲ့တာပဲနေကအောင်ဒီအရာတွေအားလုံးဒီအရာတခါတလေကျရင်ကျွန်တော်စီးပွားကြီးသူတို့စားဖို့တောက်ဖို့သူတို့ရဲ့ဝတ်စားစင်ပညာကြီးဒီအရာကိုပဲကျွန်တော်ဖခင်တွေကဦးစားပေးပြီးတော့လုပ်မိဒါမှနဲ့လုံးဝက
ကောင်းတဲ့အရာဖြစ်တယ်ဒါပေမဲ့ဒီထက်သာ၍ကျွန်တော်ထာဝရဘုရားဒီမိသားစုကကျွန်တော်လောကမှာပဲကျွန်တော်မိသားစုမဖြစ်ပဲနဲ့ကောင်းကင်ဘုံထိတဲ့အောင်ဦးဆောင်တဲ့ဖခင်ဖြစ်ဖို့လုံငါဖခင်တရားနဲ့မိတ်ဆက်ပြီးတော့ဦးဆောင်တော့ဖခင်ချင်းများဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေဒုတိယအနေနဲ့ပုံသက်တည်မိသားစုမှာပြရအောင်ဟာလေလုယာဖခင်များနေမှာခက်ခဲတဲ့ခေါင်းစဉ်ကိုပဲပြောတယ်လို့မထင်ပါနဲ့နော်မိသားစုမှာဖခင်များပုံသက်တည်ဖြစ်အောင် be example to the household to the family ကျွန်တော်မိသားစုမှာပုံသက်တည်အင်္ဂလိပ်စာကျွန်တော်ဖတ်ဘူးတယ် example is better than advice လို့ပြောပါတယ် advice ပေးတာဆုံးမတွင်တင်တာဆုံးမတွင်တင်နိုင်တာကောင်းပါတယ်ဆုံးမနိုင်တာကောင်းပါတယ်ဒါပေမဲ့အကျင့်တရားဆုံးမတာထက်တကြိမ်သူတို့ရှိမှာပုံသက်တည်ပြပါတစ်သက်လုံးပါသွားလိမ့်မယ်သူတို့အာမင် hallelujah be an example for your family မိသားစုအတွက်ကျွန်တော်တို့ example အနေနဲ့ဖခင်များရပ်တည်နိုင်တော့ဖခင်များဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေကုသားသမီးတွေလို့ပြောတဲ့အခါမှာဖခင်များလဲကျွန်တော်သားလဲအခုစနစ်ဖြစ်တော့မှာနော်အချိန်တန်လိုက်သူချစ်တဲ့မိန်းမယူလာတော့မှာလေယူလာတော့မှမယူနဲ့လို့လည်းပြောလို့မရဟိုမှာလည်းကြည့်လိုက်သေးတယ်နော်အချိန်တန်လာတဲ့အခါမှာအဲ့တော့ကျွန်တော်တို့လက်ထဲမှာရှိနေတဲ့အချိန်မှာပုံသက်တည်ဖြစ်ရအောင်တစ်သက်လုံးပါသွားနိုင်မယ်တစ်သက်လုံးမှာသူတို့ယူသွားမယ်ချစ်ချင်းမေတ္တာသူတို့ကိုပြသရအောင်ဟာလေလုယာကျွန်တော်သားသမီးဖြစ်တဲ့အခါမှာစူဆုံးမလို့ရတယ်ကြိုက်တယ်လို့ပြောလို့ရတယ်ကြိုက်တယ်လို့လှုပ်လို့ရတယ်အိမ်ပဲလေဒါကကိုကဘယင်ပဲလေဖခင်ဆိုတော့ပုံတည်တော့မယူနဲ့ပေါ့ဒါပေမဲ့အကောင်းဆုံးဖြစ်အောင်ပုံသက်တည်နဲ့ကျွန်တော်တို့သူတို့မှယူသွားဖို့အလုံးငါဒါလို့တင့်တယ်လားအိုးစုတောင်းပါအချိန်တရားပြောတာထက်သူတို့ထားနေတဲ့အချိန်မှာသူတို့ကြားအောင်သူတို့နာမည်ခေါ်ပြီးတော့ဆုတောင်းရအောင်ဟာလေလုယာကျွန်တော်မြို့သမီးဆရာမဟွဲရသူ့မိဘအကြောင်းပြောတဲ့အခါမှာအမြဲတမ်းတင်တန်းတွေမှာအမြဲတမ်းသူပြောတဲ့အရာကကျမအမေကတဲ့အမြဲတမ်းဆုတောင်းတယ်သူတို့ငယ်ငယ်ကလေးကပထမအဆုံးအိမ်မှာမနဲ့နိုးတဲ့အခါမှာပထမဆုံးအတန်ကြားတဲ့အရာကမိခင်ဆုတောင်းတန်ကိုကြားတယ်တဲ့The first voice that I heard at home, my mom was praying. အမဒါမအရေးကြီးပါတယ် Hallelujah အဲ့တော့ကျွန်တော်တို့ဘုရားကြောင့်သွားပါမသွားရင်ရိုက်မယ်နော်မသွားရင်အင်ဂျင်မဝယ်ပေးဘူးမသွားရင်ကားမမောင်းခိုင်းဘူးဘာညာပေါ့ဘာရှိသေးလဲရေခဲမဝယ်ပေးဘူးပေါ့ဘုရားကြောင့်သွားပါကောင်းတယ်အဲ့လိုပြောတာကောင်းတယ်မကောင်းဘူးမဟုတ်ဘူးဒါပေမဲ့ကိုယ်တိုင်လည်းကျွန်တော်တို့သူတို့ရှေ့မှာကျမ်းစာကြိုက်ပြီးတော့ဘုရားကြောင့်သွားတာဘုရားနှစ်သက်တယ်ဆိုပြီးတော့သွားရအောင်ဟာလေလုယာအိုးသူတို့ရှေ့မှာပဲကိုရလာတဲ့ပတ်စံတွေကိုဒါဆယ်ဘူးတဘူးဖြစ်တယ်ဘုရားကိုယူသေးရမှာဖြစ်တယ်ကျွန်တော်တို့ဆိုတဲ့အရာတွေအိုးဒီအရာတွေဖယားနဲ့ပတ်သက်တာကျမ်းစာဖတ်ရမယ်ဒါဖယားနှုတ်ကပတ်တော်ဖြစ်တယ်ဒါဖတ်ပါဆိုတာထက်ကျွန်တော်ဖားခင်တွေကိုယ်တိုင်ဒါနှုတ်ကပတ်တော်ဖတ်ရင်ဖယားတခင်ကကျွန်တော်တို့ကိုစကားပြောတာဖြစ်တယ်ဒီအရာကအသက်ရှင်တယ်တကူးရှိတယ်ကိုယ်တိုင်ယုံကြည်ပါကိုယ်တိုင်ယုံကြည်ခြင်းနဲ့စပြီးတော့ဖတ်ပါတောင်းပါတသက်လုံးတန်းစင်မီးဆက်သူတို့ပါသွားလိမ့်မယ်ဟာလေလုယာဒီနေ့ကျွန်တော် example ပုံသက်တဲ့မိသားစုမှာဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေတခါကျွန်တော်တို့ Florida မှာထွန်ပြကျွန်တော်ရောက်လာတဲ့အခါမှာ9နှစ်10နှစ်ပဲရှိသေးတယ်ကျွန်တော်အပန်မင်နားမှာကျွန်တော်တို့ကိုဖုန်လည်းတို့တည်တယ်နော်သူတို့ရောက်လာတယ်သူတို့တကားနောက်ပြေးသွားလို့ရတယ်အဲ့တကားနားမှာမြက်ခဲနေရှိတယ်အဲ့မှာ
ရေကန်ရှိတယ်အဲ့နားမှာသူတို့အမြဲတမ်းဆော့ကြတယ်တငယ်ချင်းတွေအမြဲတမ်းအဲ့မှာသူ့ဖားခင်ငါပါရှိတယ်ဘာပိုင်တယ်ဘယ်သူနဲ့တိတယ်သူကအဲ့နားမှာကျွန်တော်အနားမှာကောက်တီးတမာကောက်ရိုက်တဲ့တမားတွေနားမယ်ကြီးတဲ့လူတွေလည်းရှိတယ်သူတို့နဲ့သူတို့က friend ဖြစ်တယ်ဘာညာဖြစ်တယ်ပြောနေထွန်ပြီးလဲပြောစရာမရှိဘူးထင်တယ်ကျွန်တော်အနားမှာစာဖတ်ပြီးတော့သူတို့လမ်းကြည့်လိုက်ကျွန်တော်လှုပ်စရာတွေလှုပ်လိုက်my father know God သူပြောစရာမရှိဘူးလေကျွန်တော်လည်းဘာမှလည်းမလုပ်တတ်ဘူးအဲ့နားမှာပဲစာကြည့်တယ်ငါအဖေကဘသူတည်တယ်အနားမှာကျွန်တော်အပါမင်နားမှာကျွန်တော် governor senator တယောက်တောင်မှရှိတယ်အဲ့တော့မျိုးပြောကြတယ်ထွန်ပြရပဲပြောစရာမရှိတော့my father know God သူကဖျားပဲတည်တယ်ဗောဖျားအမှုတော်ပဲဆောင်တယ်ဖျားဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကလေးတွေကသူတို့တည်တဲ့ကျွန်တော်ရဲ့ generation by generation ဖြစ်တယ်ကျွန်တော်တို့ဖျားတကယ်အခွင့်ပေးရင်ကျွန်တော်တို့ငွေ billionaire millionaire ဖြစ်နိုင်မဲ့နေရာမှာစီးပွားရေးအချက်ချာကြတဲ့နေရာမှာကျွန်တော်ရောက်လာတာဖြစ်တယ်သူတို့တင်လာလိမ့်မယ်ဒီအရာတွေကိုကတင်ပေးဖို့လုံးဝမကြိုးစားနဲ့သူတို့ရှုံနေလိမ့်မယ်ဒီဘိုက်ကိုချင်းဒါပေမဲ့ထာဝရဘုရားနဲ့တာရွေးနေကပ်ဖို့ပုံသက်တည်နဲ့ပြပါကလေးတွေကိုဟာလေလုယာကလေးတွေကကျွန်တော်တို့ကိုကြည်နေတာဖြစ်တယ်ကျွန်တော်တို့ထက်အောင်မြင်စေခြင်းနဲ့ဆိုအမြဲတမ်းကျွန်တော်ကြည်ရအောင် King ဓမ္မဟောင်းကျမ်းထဲမှာ King နှစ်ခုကျွန်တော်ရှင်ပြီးတော့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောခြင်းနဲ့ King Ahab နဲ့ King Uzziah ရှိပါတယ်တောင်နဲ့မြောက်သူတို့ခွဲထားတာဖြစ်တယ် Solomon ရဲ့နောက်ပိုင်းမှာအဲ့ဒီမြောက်ပိုင်းမှာရှိတဲ့ King Ahab ကသူ့အဖိုးသူ့ဖခင်မဆ၍ကောက်ကြည့်ပြီးတော့စီးပွားရေးမှာတော့အဖက်ဖက်မှာသူများကိုနိုင်စားပြီးတော့သူ့သားအာဟပ်တောင်မှဘယင်ခံဖြစ်ဖို့လုံငါလိန်လယ်မှုနဲ့မတမာမှုနဲ့သူ့ရဲ့သူတို့သားကိုဘယင်ခံဖြစ်ဖို့လုံငါကြံစီတဲ့အဖွဲဖြစ်တယ်ကျမ်းစာကဓမ္မစာရုံပထမဆောင်အခန်းကြီးကျွန်တော်တို့16မှာကျွန်တော်အခန်းကြီး16တခုလုံးကိုကျွန်တော်ကြည့်မယ်ဆိုရင်ဓမ္မစာပထမဆောင်အခန်းကြီး16တခုလုံးမှာကျွန်တော်တွေ့ရတယ်သူ့အဖိုးတွေသူ့ဖခင်တွေထက်တောင်မှ King Ahab ကပူဆူးတယ်တဲ့ဖယားတရားလည်းမကြောက်ဘူးဖယားတရားလည်းဂရုမစိုက်ဘူးဘာလို့လဲဆိုတော့သူ့အဖိုးကိုသူ့အဖခင်ကိုသူက example ပုံသက်တည်အနေနဲ့သူအသက်ရှင်လာတဲ့အခါမှာသူတို့ကကြိုက်တယ်လို့အသက်ရှင်ခဲ့တာသူကိုယ်တိုင်နေရာရအောင်မျိုးမယုံကြည်သူတဲ့ပုံစံမျိုးနဲ့နီလန်းပေါင်းစုံနဲ့မကောင်းတဲ့အကြံစီနေတဲ့သူတို့မိသားစုလည်းအသက်ရှင်တာကိုသူတို့ဖြစ်လာတဲ့အခါမှာအာဟပ်ကအမတန်ဆူးညစ်ပတ်တဲ့ဘယင်ခံဖြစ်တယ်သူ့အကြောင်းလဲကျမ်းစာကောင်းကောင်းမပြောပါဘူးအမတန်မှတမိုင်းဆူးခဲ့တဲ့ဘယင်ခံဖြစ်တယ်ဆိုတာကျွန်တော်မှတ်တမ်းမှရှိပါတယ်ဒါပေမဲ့တစ်ဖက်မှာကြည့်မယ်ဆိုရင် King Uzziah ကသူ့အဖေကအမဇာယဖြစ်ပါတယ်Uzziah ဖခင်ကအမဇာယဖြစ်ပါတယ်သူ့ဖခင်ကိုယ်တိုင်ကထာဝရဘုရားကိုအမတန်မှကြောက်ရွံ့ယူတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ပုံသက်တည်အနေနဲ့သူ့သားကိုUzziahကိုဘယင်ခံဖြစ်လာအောင်ပုံသက်တည်များစွာနဲ့ထာဝရဘုရားကိုကြောက်ရွံ့ယူတည်ခြင်းများစွာနဲ့အသက်ရှင်လာတဲ့ပုဂ္ဂိုလ်ဖြစ်လာတဲ့အခါမှာသူခါမှာဆိုရင်အမတန်မှတာယာတဲ့Uzziahဘယင်ခံယူဒနိုင်ငံမှာဘယင်ခံအပန်း20ရှိတဲ့အချိန်မှာပင်လင်အမတန်မှ top 3အကောင်းဆုံးဘယင်ခံအနေနဲ့မတန်တင်ခဲ့တဲ့Uzziahဖြစ်ပါတယ်သူ့ဖခင်ကဲတော့သူ့အဖေကဲတော့သူ့အသက်ရှင်ခြင်းအပြင်ကောင်းကောင်းမွန်မွန်နိုင်ငံကိုလည်းအုပ်ချုပ်ခဲ့တယ်အမတန်မှကောင်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်သူခါမှာ prophet ဆိုရင်Hosea ဖြစ်တယ်Hosea prophet ပြုတ်နေတဲ့ prophet လုပ်နေတဲ့အချိန်ဖြစ်တယ် Hosea ရဲ့ဘယ်သူဖြစ်တယ်လဲဆိုတော့သူတို့တောင်မှ uncle ဦးလီတော်တာဖြစ်တယ်ကျွန်တော်ဒီနှစ်ခုကိုကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်မိသားစုမှာနော်Uzziahအမဇာယကသူ့သားကိုပုံသက်တည်ကောင်းမွန်စွာပြသခဲ့လို့သူ့သားကဘယင်ခံကောင်းမွန်တဲ့ဘယင်ခံဖြစ်သွားတာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဒီနေ့လူတယောက်က diary ရေးတယ်အမတန်မှ busy man ဖြစ်တယ်သူက political လည်းဖြစ်တယ်အဲ့တော့
Taka Tu Daga, Amen Pusare, Noya Tijai, Nago, fishing poop beba, look Bore Kama, Ero, through fishing Dwajare, Tani long, Tane, Toare, the Nyabialare Kama, 2 Pakinale, Diary Gire, 2 Tale, Diary Gire, 2 Apea Baji the Lesuro. Tani Gong Bamale, Nanga Yile Malo, who to Chide Nialema Toa, Suro, 2 Tane, Toare Suro. Bahama apartment bulo to Atena, to now song below Giles or a day wasting. Diniaro, na to it yet the yado po dware, a chain po dware, but a lugime gide. That met the chain tema be, 2 taga, 2 a canema gibiro. What a wonderful day. Wouldn't my dad? Subiro gide. Fishing. Da changing to 2 Taga, nga apene, oh, dini fishing toyara, ngane, oh, to atani gong, toyara, layara, bawan the cool loma at your zono a ching, ni the ni pide, subro matantene. 2 Ta being 2 Taga when the Amadama Name Chide. Poco de Apide Kama, Dina Kugo Shin, do I be to a south of there. Obi Genoria at the Hemale, Geno Mita Sudigo Pakemia, a mere and pong 30 Piaya. Hallelujah. Gimando Amuri Malona be met. Oh, General, Tumialu, General, Gimare, General Pingyashini, Mapike be met. Genoria at the Tarema, Tarapia Chinite de Ponsane, Guye Zanire, Guye Tata Mirigo, a gong song pong 30 Amui Pituado, Pakemia Pibu, Piashin County Pibasi.